Rolex ပြလိုက်ပါဟိုလည်းမြန်မာနိုင်ငံမှာတစ်လုံးပဲရှိတယ် Rolex ဒါမှတစ်လုံးပဲရှိပါတယ်ဒီကနော် ဟိုမှာ Rolex မှာ ဒီချိန်လို့ရှိရင်တော့လေးလာတင်ပါမယ်နော်ပေါ်လာရက်ကြော်တာပါ ပေါ်ရရက်ကြော်လာတာဒီမှာ Rolex မြန်မာနိုင်ငံမှာ ဒီမှာလောဒီမှာရပါပြီဒီမှာတစ်လုံးပဲရှိပါတယ်မြန်မာနိုင်ငံမှာတစ်လုံးပဲရှိပါပေါ်လာရက်ကြော်တာမြန်မာနိုင်ငံမှာကောက်ထက်ဘာလဲတော့မယ်သူကလေးချစ်ဖို့ကောင်းတယ်ဟုတ်မှလေလက်တွေပဲလားလက်တွေပဲနော်မလက်မလက်စေးဝါရဟောခေါင်းထွန်းတာခေါင်းထွန်းတာလေဟာရီမြုပ်သွားဟာဒီမတကောင်မှားတကောင်မှားတကောင်သုံးကောင်ချိုးတယ်ရုပ်ချိုးတယ်ဒီကောက်ပူချိုးတယ်ဒီကောက်ချိုးတယ်ဟုတ်လားအကြီးပဲကောင်းကြီးပဲဟာလေကြီးပဲလိတ်တွေနဲ့ဒီကောင်နဲ့တဲ့တာကောင်းတယ်ဒီကောင်နဲ့နေတဲ့ကောင်လိတ်တွေနဲ့ဒီမကွေးကြည့်တာပါလားလိတ်တွေပြောတော့နော်အဲ့ဒါကြည့်ကြတော့ဒီအထက်မှာထိုင်လို့ရှိရင်အေးတော့အေးမှာတဲ့လားနော်ဒီထက်မှာထိုင်လို့ရှိရင်တော့ခေါ်လိုက်လေဟိုဘက်ကလူကြီးဒီဘက်မှာထိုင်မယ်ခဏအေးပဲထင်တာပဲလေအေးတော့မှာဟာဝယ်မဟုတ်ပါဘူးကျွန်တော်တို့ကျိုးတီးတော့ဝယ်နေတာလေ။ဘာသူကလုပ်ပြီးတော့ရှိတယ်။လုပ်ဖြစ်တယ်ပေါ့နော်။ဒါကျွန်တော်အတမဖေးကျွန်တော်တစ်ခါမှတော့မရောက်ဘူးပါဘူးเนาะဒီရောက်လာပထမဆုံးချိန်ပေါ့နော်။ရန်လည်းတက်ပယ်ပါတယ်ဟိုစောက်ထားတဲ့ဗီဒီယိုကားလေးရလေးတော်တော်လေးကိုလှပါတယ်ပေါ့နော်။ဟာရန်လည်းနေရထိုင်ရတဲ့ရန်တက်ဖြစ်တယ်ပြီးလို့ရှိရင်တိတ်ဆိတ်တဲ့အေးချမ်းတယ်ပေါ့နော်ဒီနေရာလေးကတော့လာသိတဲ့နေရာလေးတနေရာလေးပေါ့နော်အေးလာတယ်ဒါကတော့ကျွန်တော်ရဲ့မွေးနေ့တွေမှာကျွန်တော်ဗတိုင်များဖျားဟိုလာပူတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့အလုပ်ကအလူတွေနဲ့ပေါ့နော်တူနိုင်မရဓာတ်တော်တိုက်ပေါ့နော်ကျွန်တော်တို့ဒီဖျားကိုအခုဝေဖူးတော့ဖူးကြမှာဖြစ်ပါတယ်ပေါ့နော်ဒီစောက်ထားတဲ့ပုံစံနဲ့ဒီရေကန်ပေါ်မှာပဲစောက်ထားတာပေါ့နော်ကံမုံလေးမှာပဲစောက်ထားတာဒီဖျားဒီဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလုပ်ထားတာပေါ့နော်ပြပါမယ်နော်
ပြောပါ ပြောပါတော့ ပြောပါတော့ဟုတ်ပြောပါတော့ ဟုတ်ဗျာ ပရမီယာ ဗရမညာဖျား အဲ့ဒါမှဖျားဖြစ်ပါတယ် ကျွန်တော်ဖျားဆိုတာကျွန်တော်ပြောပြမယ်ဗျာကျွန်တော်ထိုင်းနိုင်ငံမှာရှိတယ်မြန်မာနိုင်ငံမှာရှိတယ်ရလိုက်တော့ဆက်လာပြီညပပချတယ်အဲဗီဒီယိုကလည်း ကျွန်တော်ဒီတောင်မမတာရောက်ပါတယ်ခင်ဗျာဟမ်ဟဲ့နော်လာရှိပြီငါတူကြီးကိုတူကြီးလာမင်းကလည်းစကားပြောပါလားဟုတ်ရှောက်ပါလား ရသေးပါဘူးလေရောက်လေးချင်းမရှိဘူးလေးချင်းကလေးချက်လာရအောင်မင်းမင်းအိမ်ထဲမှာမဟုတ်လားဆယ်တခုတော့တော့ဆယ်ရကောင်ဒီပြဟုတ်ပြဟုတ်ပြဆောက်တော်သားကြတယ်ဒါတော့လေပြီးပြီလားချူချူတယ်ကျတဲ့ပဲအဲ့ဒါပြီးတယ်ဆောက်သွားတယ်ဆိုတော့ပုံသိတော့ပြောတယ်ပြီးပြီမကသေးဘူးပြီးတာအကုန်တွဲတဲ့နေရာဘက်ကလေဘက်ကဒီလိုဟာလည်းမကတရရိမ်မလားဘက်ကတရရိမ်နော်ဒီမှာလေဘက်ကဖုန်းကတော့အာကုံอ่ะဒီမှာတရရိမ်ဖုန်းမှာတရရိမ်အမတရရိမ်ဟုတ်တယ်လို့စူးစူးတော့ဟုတ်ပါတယ်ဆိုတော့တရရိမ်စူးစူးတော့တရရိမ်ဟိုမှာတရရိမ်မဟုတ်ဒီယာစီးမှာလို့ဒီယာစီးမှာလို့ဘယ်လောက်လဲဟုတ်ဒီယာစီးဒီယာဘူတန်းလားသွားမယ်အာဒါကြီးဒီတယောက်စီးမှာမရှိဘူးဟဲ့မင်းမစီးရဘူးသူတို့စီးပါမင်းကလည်းသူ၄ယောက်ပဲစီးမှာသူ၄ယောက်ပဲစီးမှာထားလိုက်ဟိုမှာသူတို့နှစ်တွဲစီးမှာသူတို့နှစ်တွဲဘောင်းကြီးနဲ့